สวัสดีค่ะအားလုံးပဲမင်္ဂလာပါရှင်ကျွန်မနော်စစ်စစ်ဖို့ပါဒီနေ့အားလုံးကိုလာပြီးမျှဝေပေးခြင်းနဲ့စကားလုံးလေးတစ်လုံးရှိတယ်သူရဲ့အဓိပ္ပာယ်ကတော့နေရာပေါ်မူတည်ပြီးတော့အသီးသီးဖြစ်လာနိုင်တယ်ဥပမာထောဥကောထူဆိုတဲ့စာလုံးပေါင်းလေးပေါ့နော်ထောထုံစတာဥကောကိုက်လေးနဲ့ပေါင်းလိုက်လို့ရှိရင်အတန်ထွက်ကထူဆိုတဲ့အတန်ထွက်လေးဖြစ်တယ်သူရဲ့အဓိပ္ပာယ်ကတော့မှန်တယ်တဲ့နော်မှန်ကန်တယ် that's right ဆိုတဲ့သဘောမျိုးမှာလဲ to ဆိုတာကိုသုံးတယ်နောက်တစ်မျိုးကကြတော့ဈေးသက်သာတယ်ပေါ့နော် cheap ဖြစ်တယ်ဆိုတဲ့ဥစ္စာမှာလဲအဲ့ဒီ to ဆိုတဲ့အဓိပ္ပာယ်ကိုသုံးတယ်နောက်တစ်မျိုးလေးမှာတော့ခံရတယ်တယောက်ယောက်ရဲ့တစ်ခုခုပြုလုပ်ခြင်းကိုခံရတဲ့အခြေအနေမျိုးမှာလဲ to ဆိုတဲ့ဥစ္စာနဲ့သုံးတယ် okay အဲ့တော့ကျမတို့ပထမအဆုံးအနေနဲ့ကျတို့မှန်တယ်ဆိုတဲ့ဥစ္စာမျိုးဘယ်လိုမျိုးမှသုံးလဲပေါ့နော်တယောက်ယောက်ကကိစ္စတစ်ခုခုကိုချပြလိုက်တဲ့အခါမှာဟုတ်တယ်မှန်တယ်ဒါပဲလေသူများကိုထောက်ခံတဲ့သဘောမျိုးနဲ့သုံးမယ်ဆိုလို့ရှိရင်ถูกครับမှန်ပါတယ်ခင်ဗျာเนาะအဲ့ဒါကိုကဟုတ်ကဲ့ခင်ဗျာဆိုတဲ့နေရာမှာမသုံးเนาะဟုတ်ကဲ့ခင်ဗျာနေရာနားမှာတော့သုံးရင်လုံးဝမှားတယ်เนาะအဲ့တော့သူများကိုထောက်ခံတဲ့သဘောမျိုးပေါ့နော်သူများပြောတယ်ချပြလိုက်တဲ့အရာလေးတွေကိုကွာမှန်ပါတယ်ဆိုတဲ့သဘောမျိုးမှာပြောတယ်ဆိုလို့ရှိရင် to ครับတော့မဟုတ်လို့ရှိရင်လည်း to ခမှန်ပါတယ်ခင်ဗျာမှန်ပါတယ်ခင်ဗျာမှန်ပါတယ်ခင်ဗျာမှန်ပါတယ်ရှင်ဆိုတဲ့သဘောမျိုးပဲဖြစ်တယ်ပေါ့နော်နောက်တစ်ခုလေးကကြတော့အဲ့ဒါကတော့ထောက်ခံတဲ့အခြေအနေဖြစ်သွားပြီနောက်တစ်ခုလေးကကြတော့ဈေးသက်တာဒါလေးကတက်တာတယ်ဟိုဟာလေးကတက်တာတယ်အော်တက်တာလိုက်တာပါဖြစ်တယ်ညာဖြစ်တယ်ပေါ့နော်ဆိုတဲ့အခါမျိုးမှာသုံးတဲ့အချိန်ခါကြလို့ရှိရင် to အဲ့တော့ဘာနဲ့တွဲလေးတွဲထားရှိလဲဆိုလို့ရှိရင် noun plus to ပေါ့နော်အနီးရာခါ to ရာခါဈေးနှုန်း to နော်ของถูกပစ္စည်းကဈေးသက်တာတယ်ที่นี่ของถูกဒီနေရာမှာပစ္စည်းတွေဈေးသက်တာတယ်ที่นี่ราคาถูกဒီမှာဈေးနှုန်းလေးတွေကတက်တာတယ်ဆိုတဲ့ဥစ္စာလေးမှာသုံးတဲ့အခါမှာအဲ့ဒီ to ဆိုတဲ့သဘောတရားလေးနဲ့ပြောမယ်ဟုတ်နော်ရာคาถูกเสื้อถูกအင်ဂျီလေးကတက်တာတယ်กระเป๋าถูกပတ်စံအိတ်လေးကတက်တာတယ်အစရှိသဖြင့်ပေါ့နော်အဲ့တော့ကွာ noun လေးနဲ့တွဲပြီးတော့အဲ့ဒီ to ဆိုတဲ့စာသားလေးကိုတွဲလိုက်ခြင်းအပြင်အဲ့ဒီအရာကတက်တာတဲ့သဘောဖြစ်သွားပြီเนาะဈေးမကြီးတော့ဘူးတက်တာသွားပြီနောက်တစ်ခုကကျတော့ပြုလုပ်ခြင်းခံရတာပြုလုပ်ခြင်းခံရဆိုဘယ်လိုလဲဆိုတော့အနိုင်ကျင့်ခံရတာတို့အတင်းပြောခံရတာတို့တခုခုခံရတဲ့သဘောမျိုးမှာပြောမယ်ဆိုရင် to လေးကိုလည်းသုံးတယ်ဟုတ်ပြီเนาะအဲ့တော့အဲ့ဒီ to လေးကိုဘယ်လိုမျိုးတွဲမလဲဆိုလို့ရှိရင်เนาะ to ทำร้ายเนาะဘယ်လိုခေါ်မလဲဆိုတော့အနိုင်ကျင့်ခံရတယ်ถูกตีအရိုက်ခံရတယ်ถูกว่าအပြောခံရတယ်เนาะถูกกระทำအလုပ်ခံရတယ်ပေါ့เนาะအဲ့กระทำဆိုတာทำနဲ့အတူတူပဲเนาะအလုပ်ခံရတယ်เนาะနောက်တစ်ခုခါကျတော့ถูกปฏิเสธဆိုတာညင်းဆိုတာတယောက်ယောက်ကကိုကတယောက်ယောက်ကိုတခုခု offer လုပ်လိုက်တဲ့ချိန်မှာအငင်းခံလိုက်ရတာအဲ့ဒါကိုถูกปฏิเสธเนาะအဲ့လိုမျိုးလေးသုံးပါတယ်နောက်တစ်ခုကကြတော့အဲ့တော့အဲ့ဒီနေရာမှာဆိုလို့ရှိရင် to ပြီးတော့ถูกว่าถูกทำถูกဆိုတော့အဲ့ဒီ to လေးရဲ့အနောက်မှာကိုကဗာလေးထပ်လိုက်ပေးရလဲဆိုတော့ verb လေးလိုက်ပေးရမယ့်သဘောလေးပဲဖြစ်ပါတယ်ပေါ့နော်အားလုံးအဆင်ပြေမယ်လို့မျှော်လင့်ပါတယ်ขอบคุณมากนะคะ